ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမှာတော့မတာရရနေလဲလုံးဝမထွက်ဘူးမစမန်းထဲမှာလဲ mobility အရန်မြင့်နဲ့ cloud hero ကိုဘယ်လိုကိုင်ရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ထုံးစံအတိုင်းပဲကျွန်တော်တို့ spare အကြောင်းလေးနဲ့အရင်စလိုက်ရအောင်ဗျာ cloud ရဲ့ basic သူ့ရဲ့ basic ကတော့သူ basic အတက်တစ်ချက်ပြစ်လိုက်တိုင်းကြောကုန်းပေါ်မြောက်လေးကတစ်ချက်ပြန်ပြစ်မယ်အဲ့ဒီမြောက်လေးပြစ်လိုက်တဲ့ damage က100ရာခိုင်နှုန်းတော့မရပါဘူး35ရာခိုင်နှုန်းပဲရပါမယ်Scale 1ကတော့ weight လေးတစ်ခုထုတ်လွှတ်လိုက်မယ်အဲ့ဒီ weight လေးထိမှန်သွားတဲ့ enemy ရဲ့ movement speed 20% နဲ့ attack speed 10% ကို short ချပေးမယ် enemy ကိုထိရင်တော့ movement speed 8% နဲ့ attack speed ကိုရမှာဖြစ်ပါတယ်ဒါပေမဲ့ crit နဲ့ minion ကိုထိမယ်ဆိုရင်တော့ movement speed 4% ရပါမယ်ပြီးတော့ enemy hero တစ်ကောင်ကိုထိမယ်ဆိုရင် stat 2ခုရမယ် minion နဲ့ crit တစ်ကောင်စီကိုထိမယ်ဆိုရင် stat တစ်ခုရမှာဖြစ်ပါတယ်stat ကတော့5ခုအထိစုလို့ရပါတယ် stat 5ခုပြည့်သွားရင် movement speed 40% နဲ့ attack speed 40% ကို6စက္ကန့်ကြာရမှာဖြစ်ပါတယ် scale 2ကတော့သတ်မှတ်ထားတဲ့နေရာကိုမြောက်လေးချလိုက်မယ်အဲ့ဒီမြောက်လေးနဲ့လည်းနေရာချင်းလည်းလဲလို့ရမှာဖြစ်ပါတယ်ဒီ scale 2ကတော့ cloud ရဲ့အသက်ဖြစ်ပါတယ်ဒီ spell ကိုသုံးတတ်ရင်သုံးတတ်တယ်လို့ပွဲထဲမှာအများကြီးအထောက်အကူပြုပါတယ်ultimate ကတော့သူ့ရဲ့မြောက်လေးနဲ့အတူ range လေးတစ်ခုဖန်တီးလိုက်မယ်အဲ့ဒီ range တွင်းမှာရှိတဲ့ enemy တွေအကုန်လုံးကိုပြစ်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် zero stat နဲ့ blazing jewel ခွဲပြထားတာပါသူရတော့တစ်ဝက်လောက်ပဲရောပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ stat 5ခုနဲ့စမ်းကြည့်ပါမယ် stat 5ခုနဲ့စမ်းကြည့်တဲ့အခါမှာသူရတစ်စက်လောက်ပဲကျန်ပါတော့တယ်ဘာကြောင့်မို့ stat များရင် damage ပို့ထွက်လဲဆိုတော့ cloud ရဲ့ ultimate ကို scale အဖြစ်မသတ်မှတ်ဘဲနဲ့ basic attack အဖြစ်သတ်မှတ်ထားလို့ဖြစ်ပါတယ်ဒါကတော့ကျွန်တော် enemy 9ယောက်ကို blazing jewel သုံးပြပေးထားတာဖြစ်ပါတယ်9ယောက်လုံးကိုခွဲတဲ့အခါမှာတစ်ယောက်ကိုခွဲရလောက်ထက် damage တော့ပိုမထွက်တော့ပါဘူးဒါပေမဲ့သူ့ရဲ့ ultimate က enemy ကိုထိရဲ့အကျဉ်းကြီးအတွက်လိုက်ရှိပို့တတ်တာမို့လို့ရှိရတော့ပိုရပါတယ် Okay ဒါဆိုရင် spare အကြောင်းလေးနားလည်သွားမယ်ထင်ပါတယ် item နဲ့ emblem အကြောင်းလေးဆက်သွားလိုက်ရအောင်ဗျာ Okay cloud ရဲ့ item လေးနဲ့စားလိုက်ရအောင်ကျွန်တော် boost ကတော့ warrior boost ကိုသုံးထားပါတယ်ဒုတိယ item ကတော့ Cruising Sky 30 physical attack 5% movement speed နဲ့ 30% attack speed ကိုရမှာဖြစ်ပါတယ်ကျွန်တော် unit passive မှာတခုပြောချင်တာက slow the target by 8% ဆိုတာက fighter တွေအတွက်ပါမစမန်းတွေလိုမျိုး attack rate ကျွဲတဲ့ကောင်းတွေအတွက်ဆိုရင် 8% ကအပြည့်မရပါဘူးသူရဲ့တဝက် 4% ပဲရမှာဖြစ်ပါတယ်သူက stat 5ခုအထိစုလို့ရမယ်1 stat ကို 4% နဲ့5 stat ဆိုတော့ 20% ရမယ် enemy ရဲ့ movement speed ကိုတော့စုစုပေါင်း 20% တော့နေစေမှာဖြစ်ပါတယ် Demon Hunter က35 physical attack 20% attack speed နဲ့ 8% light steal ကိုရမှာဖြစ်ပါတယ်သူရဲ့ unit passive က enemy hero က HP များလေလေကိုကပို့ပြီးတော့ damage ပို့ပေးနိုင်လေလေဖြစ်ပါတယ်ပြီးတော့သူက stat 5ခုစုလို့ရမယ်1 stat ကို light steal 2% ရမယ်5 stat ဆိုတော့ 10% အပေါ်မှာလည်း light steal က 8% ပေးထားမို့လို့စုစုပေါင်း 80% ရမယ်နောက်တစ်ခုက cloud ဆော့ရင်ဘာလို့ Demon Hunter ကိုအမြဲဆက်ကြလဲဆိုရင်သူ့ရဲ့ passive ကြောင့်မို့လို့ပါ cloud တစ်ချက်ပြစ်တိုင်းသူ့ရဲ့မြောက်လေးကနောက်ကနေတစ်ချက်ပြန်ပြစ်တာမို့လို့ Demon Hunter passive ကိုနှစ်ဆရသွားတာကြောင့်မို့လို့ပါ ultimate လည်းအတူတူပါပဲကျွန်တော်ပထမပိုင်းမှာပြောခဲ့သလိုပဲ ultimate ကိုအကေးဖြစ်မယူဘဲနဲ့ basic attack ပဲယူရမို့လို့ Demon Hunter effect ကိုနှစ်ဆရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ blazing jewel ခွဲရင်တော်တော်လေးကိုနာနေတာပါနောက်တစ်ခုက golden stat 55 physical attack နဲ့ 15% attack speed ကိုရမှာဖြစ်ပါတယ်သူရဲ့ unit basic ကတော့ crit damage တွေကို attack speed ဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ်ပြောချင်တာကတော့ golden step ထည့်ထားရင် critical item တွေထည့်ရင်လည်း critical မထပ်ဘဲနဲ့ attack speed အဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ်တခုကတော့ကျွန်တော် window ကာကိုတုံးထားပါတယ် brother တို့ window ကာထည့်တာမကြိုက်ဘူးဆိုရင် malefic raw ထည့်ခြင်းလည်းထည့်လို့ရပါတယ်ကျွန်တော်ကအရှိမ golden stat ထည့်ထားတာဆိုတော့ window ကာထည့်လိုက်ရင် +20 crit chance ဆိုတာက attack speed အဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ window ကာကိုလိတ်ကင်းရောက်မှ boost ကိုဖြုတ်ပြီးတော့မှထည့်ခြင်းထည့်ပါနောက်တစ်ခုကတော့ win on nature ဟိုဘက်က magic damage အရင်ပါတယ်ဆိုရင်တော့ rose ကိုသွားရင်သွားလို့ရပါတယ်ဒါမှမဟုတ် importer သွားရင်လည်းသွားလို့ရပါတယ်ကဲနောက်ပြီးတော့ emblem ကိုသွားလိုက်အောင်ကျွန်တော်ကတော့ assassin emblem နဲ့ဆော့ပါတယ် adaptive penetration ပါမယ် adaptive attack ပါမယ် movement speed ပါမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ attack speed 10% ပါတဲ့ swift ဒ
ဒုတိယတစ်ခုကတော့ကိုယ့်ရဲ့သွေး HP က 50% အောက်ရောက်သွားမယ်ဆိုရင် enemy ရဲ့ damage ကို 5% reduce လုပ်ပေးမယ် tenacity တတိယတစ်ခုကတော့ movement speed နဲ့ HP ကို restore ပြန်လုပ်ပေးမယ် quantum charge Okay ဒါဆိုရင်ကျွန်တော်တို့ gameplay လေးစလိုက်အောင်ဗျာထုံးစံအတိုင်းပဲ cloud က late game hero ဖြစ်တာမို့လို့ early ပိုင်းမှာတော့ fan ရပါအောင်မယ်လိမ့်မှာ minion လေးတွေတက်မယ် go crack ကိုရရင်လည်း go crack ကိုရအောင်စားပါဟိုဘက်ကတန်းကတော့ Granger ကို BBC ပေးရတာဆိုတော့ကျွန်တော်က Tower တွေကနေပဲ Cree လေးတွေစားလိုက် Level 1 လေးနဲ့ Stat စုလိုက်လက် hit လေးစားလိုက်ရင်ပဲ early ပိုင်းကတော့ဒီလိုလေးပဲလုပ်နေရပါတယ် First item ကိုတော့ Demon Hunter သို့မဟုတ် Crimson Sky ကိုတွားခြင်းလဲတွားလို့ရပါတယ်ကျွန်တော်ကတော့ movement speed လေးနဲ့နည်းနည်းစော့ကျင်တာမို့လို့ Crimson Sky ကိုပဲအရင်တွားထားလိုက်ပါတယ်ဒီဘက်မှာတော့ကျွန်တော် Battle Spell ကို HS ပဲယူခဲ့လိုက်ပါတယ်ဟိုဘက်ကလည်း Crowd Control ရေးလည်းအများကြီးမပါတဲ့အကြောင်းမို့လို့ပါဘက်က stand ပါတာဆိုလို့ Bellerit တစ်ကောင်ပဲရှိပါတယ်။ကျွန်တော်တို့ဘက်က Hyper ကလည်းကျွန်တော်တို့လာ run ပေးတယ်။ဟိုဘက်ကရည်စံရှင်းကလည်းသူတို့လာ run ပေးတဲ့အချိန်မှာသူတို့နှစ်ယောက်ထိတ်တိုက်တွေ့ပြီးတော့ကျွန်တော်တို့ဘက်ကပဲ Fast Blood နဲ့ဥဆောင်သွားပါတယ်။သူတို့ Fast Blood ရပြီးတော့၃ယောက်၂ယောက်အရင်ဖြဲကျင်နေတဲ့ Bellerit နဲ့ Granger ကိုဆုံးမမှာဖြစ်ပါတယ်။ဒါပေမဲ့ Bellerit ကသူ့ရဲ့ passion နဲ့ van ချိုင်ဖွင့်ပြီးတော့ကျွန်တော်တို့ပြန်ဖြဲတာကျွန်တော်တို့ရဲ့ Angela လေးတည်သွားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ Bellerit ကိုရသွားပါတယ်။သွေးတစ်ဆက်လေးချန်နဲ့ရင်ကိုအရန်လိုက်ကောက်ချင်နေတဲ့ Granger လည်းကျွန်တော်ရဲ့ basic အတက်တွေအောင်မှာကြာရှုံးသွားပါတယ် Yeah boy ကဲဒါဆိုရင်ကျွန်တော်တို့ Bellerit ကိုလည်းရတယ် Granger ကိုလည်းရတယ်ဆိုတော့ကျွန်တော်တို့ဘက်ကတော်တော်လေးကိုတာသွားပြီဖြစ်ပါတယ်ဒီမှာကျွန်တော် Cree Wave ကိုအမြန်ရှင်းကျင်လို့ AD နဲ့ရှင်းလိုက်ပါတယ်ပြီးရင်ကျွန်တော် Goshi ကိုခွာမှာဖြစ်ပါတယ်ကျွန်တော် Goshi ကိုနည်းနည်းလေးပဲခွာလိုက်ရပါတယ်ကျွန်တော်တို့ Bellerit ကြီးရောက်လာတာဆိုတော့ကျွန်တော်ပြန်ပတ်လိုက်ရပါတယ်ကျွန်တော်ကို crack လေးကိုစမ်းသုံးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အားလေးပိုင်းမှာတော်တော်လေးကိုအဆင်ပြေသွားပါပြီအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ရဲ့ရင်ကတော့ဟိုဘက်ကြံခဲ့တဲ့တွားပြီးတော့3တယောက်ကိုတွားဖြဲနေတာပဲဖြစ်ပါတယ်ဒီကောင်ကတော့တော်တော်လေးကိုအားလေးပိုင်းကလေးကျန်းနေပြီဖြစ်တယ်အိမ်မှာ Angela လည်းပူပေးထားဆိုတော့ပဲပြောကောင်းမလဲဗျာတော့ Crimson Sky မရသေးတဲ့အတွက်ဖန်ရပါအောင်မယ် brother တို့ cloud ဆော့မယ်ဆိုရင်အလဲလဲရ Cree ကိုမဖြစ်မနေတွားပြီးတော့စားပေးပါcloud က mobility လည်းမြင့်တဲ့အတွက်အလဲလေးအောင်သွားဖို့တော့အရင်ကြီးမကြပါဘူး။ရောက်ရင်အလဲလေးအောင်ရှင်းမယ်။အလဲလေးရှင်းပြီးတာနဲ့အပေါ်ပြန်တက်မယ်။အပေါ်လေးအောင်ပြန်တက်ရင်းနဲ့ go crash ရှိရင် go crash လေးကိုစားမယ်။ဒီလိုပုံစံလေးနဲ့ fan ပေးပါ။ဒါဆိုရင်ကျွန်တော်တို့ item ထွက်တာပို့ပြီးတော့လွယ်ပါတယ်။ပေါ်ရောက်တော့သွေးတစ်စက်ပဲရှိတော့တဲ့ tower ကိုအရန်ကာချင်နေတဲ့ Granger ကိုပြန်ပြီးတော့ဆုံးမခဲ့လိုက်ပါတယ်။ brother တို့လည်း Granger လိုမျိုးလိုက်မလုပ်ပါနဲ့သွေးတစ်ဆက်ပဲကြံတော့တဲ့ tower ကိုအရန်ကြီး risk ယူပြီးတော့ကာကျင်နေတာကလုံးဝမှားပါတယ်အဲ့လိုမျိုး risk ယူပြီးလုပ်လိုက်တာကကိုတည်သွားရင်လုံးဝမတန်ပါဘူးအဲ့လိုကျွန်တော်ကမတန်ဘူးပြောလဲဆိုရင် Granger တည်နေတဲ့အချိန်မှာကျွန်တော်ကလိမ့်နေအကုန်ပတ်ပြီးတော့ဖမ်းလို့ရပါတယ်ဒါဆိုရင်ဒီကောင်းတဲ့ကျွန်တော်ကိုကအများကြီးတာတော့ပါပြီဒါကကျွန်တော်အောက်လိမ့်မှာဘတ်တဲဖြစ်နေတာဆိုတော့အောက်လိမ့်ကိုတွားပြီးတော့ပါတယ်ဒီမှာဘာမှမရှိတော့တဲ့ရေစင်ရှင်းကိုကျွန်တော် AD လေးဖွင့်ပြီးတော့အသာလေးပြေးနိုင်လိုက်ပါတယ်ပြီးတော့လိုက်ပွဲအနေနဲ့အောက်သိန်းကပြေးလာတဲ့ခြံငယ်လေးကိုလည်းလမ်းမှာဖြတ်ပြီးတော့ကောက်စားလိုက်လုပ်လိုက်ပါတယ်ကလောက်က mobility ရမ်းမြင့်တော့ push လို့လည်းကောင်းပါတယ် brother တို့ကကလောက်ကန်ပြီးတော့ကိုယ့်ဘက်ကအရန်ဖေးနေမယ်ဆိုရင်ဘတ်တဲအရန်ကြီးမဆိုင်ပါနဲ့လိမ့်လေး push မယ် fan မယ်အဲ့လိုပဲလုပ်ပြီးတော့လေကင်းရောက်ရင် damage ထွက်နိုင်ပါတယ်နောက်ပြီးကိုယ့်ဘက်ကအရန်တာနေတယ်ဆိုရင်ဟိုဘက်ကကောင်းနေကိုလုံးဝဘက်ပေးမစားပါနဲ့ကိုယ့်ဘက်ကပဲရအောင်စားပါဘာလို့လဲဆိုတော့ကိုယ့်ဘက်ကအရန်လေးတာနေပြီးဒါမှလည်းအရန်ထွက်နေပြီဆိုတော့ဒီကောင်မျိုးလှုပ်ချင်တိုင်းလှုပ်လို့ရပါပြီ cloud ဆော့ရမယ်ဆိုရင်သူ့ရဲ့ stack ကရတဲ့ movement speed ကိုကောင်းအောင်အသုံးချပါသူရဲ့ stack ကရတဲ့ movement speed နဲ့တကွင်းလုံးကိုပတ်ဖမ်းပါ brother တို့အဲ့ဒါဆိုရင်ကိုကကိုယ်အရန်များပြီးတော့ဒီကောင်မျိုး damage အများကြီးပေးနိုင်ပါတယ်ဒီရောက်ရင်အကောင်းဆုံးကတော့ lane pressure ပေးရပါပဲဒီမှန်လေးကိုလည်းအများအားကြည့်ဖို့လိုအပ်ပါတယ်အဲ့ဒီအချိန်မှာပဲဘတ်တဲဆိုင်ဖို့အရန်တက်ကြွနေတဲ့ရင်ကတော့ဘတ်တဲကိုအရင်စလိုက်ပါတယ်ကျွန်တော်ကတော့အနောက်မှာရှိနေတဲ့ကောင်းတွေကိုပဲ UD ပြီးတော့ Blaze Juan နဲ့ Ajax ပေါင်းပြီးတော့ပြန်ခွဲခဲ့ပါတယ်ခြံငယ်လေးကိုတော့ရခဲ့ပါတယ်နောက်ချက် Blaze လေးကိုလည်းပြန်ပြီးတော့အဆုံးသတ်နိုင်ခဲ့ပါတယ်အောက်လေးမှာ minimum မကြည့်တဲ့အစမာလေးကတော့ကျွန်တော် basic အတက်လေးနဲ့နှွာပေးလိုက်တာနဲ့ဒီကောင်ခဏလေးနဲ့ short တော့ပါတယ်ရင်ကတော့အရန်ချမ်းနေတာဆိုတော့ကျွန်တော်တို့ lock ကြီးတာကိုမလာတော့ပါဘူး lock ကဟိုဘက်က mega ကြီးယူဖို့အတွက်တော့ lock လိုပါတယ်ဒါ
ဒါမှပဲပွဲကိုမြန်မြန်အဆုံးသတ်နိုင်မှာဖြစ်ပါတယ်ရင်းကတော့အသေးချတာပြသူချလို့ကျွန်တော်ကတော့အနောက်ကနေအင်ဂျလာလေးကလည်းပူထားတာဆိုတော့အသားအရာလေးပဲအဒီဝင်ဖြန်းပေးခဲ့လိုက်ပါတယ်ကျွန်တော် Aegis တောင်မလိုပါဘူးချန်ကဲနဲ့ Granger နှစ်ကောင်လုံးကိုရခဲ့ပါတယ်ဒီပွဲကဟိုဘက်က enemy က stand လဲတိတ်မပါတာဆိုတော့ကျွန်တော် cloud game ဖြစ်သွားပါတယ်ဒီပွဲကတော့တကယ်လို့ဟိုဘက်က crowd control နဲ့ stand နေပါမယ်ဆိုရင်တော့ spell ကို beautify နဲ့ဆော့ပါဟုတ်ကဲ့ဒါကတော့ကျွန်တော် cloud ကိုဘယ်လိုတည်တည်တက်တက်ကန်ရမလဲဆိုတာပြပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်သွားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်